ဘာများဖြစ်ရမှာလဲနိုင်ငံကာကွယ်ရေးအမတ်အိမ်မှာဘလို့နေရာယူရမလဲလူတိုင်းရဲ့အတိမတ်ပြုမှုကိုဘလို့ရမလဲပြီးတော့ငါဆိုတဲ့သမီးအတူကိုဘလို့ကြော်တက်မလဲဒါတွေပဲပေါ့ဒါဆိုသခင်မကြီးလည်းသိနေပြီပေါ့ငါအမေကနီးစနစ်ကိုပဲကြည့်တဲ့လူမဟုတ်ဘူးဒါဆိုဘာကိုကြည့်တာလဲနီးစနစ်ရဲ့နောက်ွယ်ကစိတ်တည်ငြိမ်မှုနဲ့စိတ်ရင်းမှန်မှုကိုသွားကြစို့ထက်ကြည့်နေရင်ငါလက်တောင်နာလာပြီမေဒီမှာထိုင်ပါဒီနေ့စုညံရွံဖြော်ထားတဲ့လက်ဖက်ရည်အမေတောက်ပြီးပြီအရသာကောင်းလားမကောင်းဘူးဒါပေမဲ့သူကစူးစမ်းတင်ယူတဲ့ကလေးပါတွင်ချင်းမင်းအမေကိုအပြစ်တင်လားဘာကိုအပြစ်တင်ရမှာလဲမင်းကိုသူ့လိုစံနှုန်းမြင့်မြင့်နဲ့မတောင်းဆိုခဲ့တာဘူးသမီးအပြစ်မတင်ပါဘူးအမေကသမီးကိုမချစ်လို့မတောင်းဆိုတာမဟုတ်ဘူးဆိုတာသမီးသိတယ်သမီးကအဲ့ဒီလိုလူမျိုးမဟုတ်ဘူးဆိုတာအမေသိလို့ပဲသမီးကဘယ်တော့မှအဲ့ဒီပုံစံနဲ့ကိုက်ညီတဲ့သူမဟုတ်ခဲ့ဘူးမင်းကအဲ့ဒီပုံစံထက်တောင်ပိုကောင်းတဲ့သူပါစုညံရွံကအမေရဲ့သမီးရင်ဟုတ်သည်ဖြစ်စေမဟုတ်သည်ဖြစ်စေဒီအချိန်မှာတော့အမေကသမီးရဲ့အမေပဲဒီအချက်ကိုဘယ်သူမှပြောင်းလဲလို့မရဘူးအကြီးသခင်မလေးအကြီးသခင်လေးကစကားပါခိုင်းလိုက်ပါတယ်သခင်မလေးကိုမဟုတ်ဘူးစုတခင်မလေးကိုပါအကြီးသခင်လေးကစာကြည့်လိုက်ကိုလာပြီးရှေးဟောင်းစာအုပ်တွေစီပေးဖို့ခေါ်ပါတယ်သခင်မလေးဖြည်းဖြည်းဘာပြောတယ်စာကြည့်လိုက်ဟုတ်လားစာကြည့်လိုက်ဆိုတာအကိုကြီးအတွက်မြင့်မြတ်တဲ့နေရာပဲသုံးထပ်ရှိပြီးစာအုပ်ပေါင်းထောင်နဲ့ချီရှိတယ်ပုံမှန်ဆိုအကိုကြီးကလွဲရင်ဘယ်သူမှဝင်ခွင့်မရဘူးဘယ်သူကငါ့ကိုဝင်ခွင့်ပေးလို့လဲငါကကြည့်ချင်ရုံပဲထွက်အကိုကြီးသမီးမကြည့်ပြီးသေးဘူးထွက်အကိုကြီးကစုညံရွံကိုစာအုပ်စီခိုင်းတာကောင်းတဲ့ကိစ္စမဟုတ်ဘူးလားစာကြည့်လိုက်တဲ့ဝင်ခွင့်ပေးတာဆိုတော့သူ့ကိုလက်ခံလိုက်ပြီပေါ့မင်းကတိတ်ရိုးသားသေးတယ်ချင်းဟောမင်းကအတွေ့အကြုံနေသေးတယ်ငါအကိုကြီးရဲ့စာကြည့်တိုက်မှာစာအုပ်ကိုစောင်းထားလို့မရဘူးဖုံတမုံတော့မတင်ရဘူးစာအမှတ်သားတွေနေရာမမှားရဘူးရှေးဟောင်းစာအုပ်ဆိုအပေါ်တမျက်နာတော့နှံမရဘူးအဲ့ဒီလိုနေရာမှာစုညံရွံကိုစာစီခိုင်းတာလက်ခံတာမဟုတ်ဘူးဒုက္ခပေးတဲ့နေရာပြောင်းလိုက်တာပဲသခင်မလေးဘယ်သွားမလို့လဲပွဲသွားကြည့်မလို့ငါအကိုကြီးရှမ်းရံရှုအပြင်လူတွေကတော့ရင်ကျေးတိမ်မွေ့တယ်လို့ပြောကြတယ်ဒါပေမဲ့ငါသိတာကလူကိုအပင်ပန်းဆုံးဖြစ်အောင်လုပ်တတ်တာသူအတော်ဆုံးပဲဒီစာအုပ်တွေကမူလကအမျိုးအစားလိုက်စီထားတာအခုအကုန်ရောသွားပြီမင်းတာဝန်ကအမျိုးအစားပြန်ခွဲနေရာပြန်စီပြောင်းနေတဲ့စာမျက်နှာတွေကိုကူးရေးပြီးဖြစ်အကုန်လုံးလားဟုတ်တယ်အကုန်လုံးအလုံးမကြီးနဲ့မင်းနှုတ်နဲ့ဆို3 လလောက်ဆိုပြီးမှာပါ3 လသူကအိမ်တော်ထဲဝင်ရင်တခင်မလေးလိုအေးအေးဆေးဆေးနေရမယ်ထင်ထားတာနောက်ဆုံးတော့အကိုကြီးကသူ့ကိုစာကူးသမားဖြစ်အောင်လုပ်လိုက်တယ်တွင်ချင်းမင်းလဲလာပြီလားအတော်ပဲအတူလို့အကိုကြီးသမီးလက်ရေးမလှဘူးရပါတယ်မင်းကစာအုပ်တွေငါစီလာပေးုံပဲသခင်မလေးလဲခေါ်ခံရတာလားဟုတ်တယ်ငါတို့နှစ်ယောက်ကန်တူသားတူပဲစလို့တော့မင်းတော့အိတ်လို့ရတယ်ဘာလို့လဲဘာမှတက်တေပြစရာမလိုလို့ဘာမှတက်တေပြစရာမလိုဘူးအဲ့ဒါကငါကရှမ်းအိမ်တော်ရဲ့သမီးဟုတ်ကြောင်းတက်တေမပြရဘူးလားဒါမှမဟုတ်ငါမှတန်ဖိုးရှိတယ်ဆိုတာတက်တေမပြရဘူးလားငါမသိသေးဘူးဒါပေမဲ့ရင်ထဲမှာနှွေးထွေးသွားတယ်အကြီးသခင်လေးကူးရေးပြီးပါပြီလက်ရေးမတက်ရက်သေးဘူးပြန်ရေးဘာထက်ရေးရမယ်အကြီးသခင်လေးအကိုကြီးသမီးအကောင်းဆုံးစူးစမ်းပြီးပါပြီငါသိတယ်ဒါပေမဲ့မင်းသိလားဒီစာကြည့်တိုက်ထဲကစာအုပ်တိုင်းကိုတွင်ကျင်ကအကုန်လှန်ဖူးတယ်တွင်ကျင်စိတ်ထဲတွင်ဘယ်တော့ကလှန်ဖူးလို့လဲငါအများဆုံးလာတာ2 ခါ3 ခါပဲလာတိုင်းလဲအိတ်ဖို့လာတာသူစာမကူးပေမဲ့စာအုပ်တိုင်းဘယ်နေရာမှာရှိတယ်ဆိုတာမှတ်မိတယ်အကိုကြီးကတမင်ပြောတာငါ့ကိုချီးကျူးတာမဟုတ်ဘူးစုညံရွံကိုမင်းတဝက်လာလုံးကူးရေးနေရင်တော့အယူရောင်ဆောင်နေတဲ့ရှမ်းအိမ်သမီးတယောက်လောက်မဖြစ်နိုင်ဘူးလို့ပြောချင်တာအကိုကြီးသမီးအိတ်ချင်ပြီးအိမ်ပြန်အိတ်တော့မယ်သွားအကိုကြီးတွင်ကျင်ကတကယ်ပဲစာအုပ်တိုင်းရဲ့နေရာကိုမှတ်မိလားမှတ်မိလားမမှတ်မိလားကအရေးမကြီးဘူးအရေးကြီးတာကသူဒီအိမ်မှာဘယ်တော့မှသူ့ကိုယ်သူတက်တေပြစရာမလိုခဲ့ဘူးအကိုကြီးပြောတာတိတ်နဲ့နေတာပဲကျမတော့အိမ်ပြန်ပြီးစားစရာရှာစားလိုက်အောင်မယ်ဒုတိယသခင်မလေးပြန်ရောက်ပြီလားတွင်ကျင်စိတ်ထဲတွင်ဒါပေမဲ့ဒီဘိန်းပန်းကလှပေမဲ့စူးရှိတယ်ဆိုတာငါသိတယ်ဒါကညံညံညီမလေးဒုတိယအမကိုဂါရဝပြုပါတယ်တကယ်ပဲအလှပကလေးလေးပဲဖခင်နဲ့မိခင်ကမင်းကိုချီးကျူးတာမဆန်းတော့ဘူးတွင်ကျင်စိတ်ထဲတွင်ဒုတိယအမကတယောက်ယောက်ကိုချီးကျူးပြီဆိုရင်အဲ့ဒါဘယ်တော့မှကောင်းတဲ့လက္ခဏာမဟုတ်ဘူးသူမင်းကိုချီးကျူးတယ်ဆိုတာမင်းကိုမျက်စိကျနေပြီဆိုတဲ့အဓိပ္ပာယ်ပဲသခင်မလေးဒုတိယသခင်မလေးကအိတ်ခံပွဲလေးလုပ်တယ်စုညံရွံကိုပဲဖိတ်ပြီးသခင်မလေးကိုမဖိတ်ဘူးအဲ့ဒါလဲမှန်တာပဲငါ့ကိုဖိတ်လို့ဘာလုပ်မှာလဲငါကနောင်ဝင်ချိုးတဲ့စကားလည်းမပြောတတ်ဘူးဒါပေမဲ့ဘာဖြစ်လို့လဲအစေခံတွေပြောတာကြားရတာတော့ဒုတိယသခင်မလေးကစုညံရွံကိုနန်းတော်ထဲကအတွေ့အကြုံတွေတင်ပေးနေတဲ့ဒုတိယအမကနန်းတော်ထဲမှာနှစ်ပေါင်းများစွာနေခဲ့တာသူစုညံရွံကိုဘာတွေတင်ပေးမလဲဆိုတာငါမစိုးရိမ်ဘူးငါစိုးရိမ်တာကသူတင်ပေးတာတွေကိုအမှန်ထင်ပြီးလမ်းမလိုက်မိမှာပဲဒုတိယအမရဲ့နီးလန်းတွေကတာမန်လူလိုက်တင်လို့ရတဲ့အရာတွေမဟုတ်ဘူးမနှက်ဖြန်သွားကြည့်ရအောင်မယ်ဒါတွေကဘာတွေလဲဒုတိယအမပေးတာပါဒါတွေကနန်းတော်ပုံစံအသုံးဆောင်တွေအပြင်မှာဝယ်လို့မရဘူးတကယ်ကောင်းတဲ့ပစ္စည်းတွေပဲဒုတိယအမကညီမကိုဘာတွေတင်ပေးလိုက်တာလဲအများကြီးတင်ပေးတယ်အပြင်မှာတင်လို့မရတဲ့အရာတွေဥပမာလူများကြားမှာကိုထင်ပေါ်အောင်ဘယ်လိုလုပ်ရမလဲစကားပြောရင်လူတွေသဘောကျအောင်ဘယ်လိုပြောရမလဲမတိမတာနဲ့လူတွေကိုမှတ်မိနေအောင်ဘယ်လိုလုပ်ရမလဲဒါတွေကနန်းတော်ထဲကအကောင်းဆုံးနည်းလမ်းတွေပဲပြီးတော့အိမ်တော်ထဲမှာဘသူမျက်နှာကိုကြည့်ပြီးနေရမလဲဘသူကတကယ်အာဏာရှိသူလဲဆိုတာသိရမယ်လူတွေရဲ့စိတ်ကိုဘယ်လိုရယူရမလဲအရေးကြီးတဲ့အချိန်မှာဘယ်လိုပြုမှုရမလဲညံရွံဒုတိယအမတင်ပေးတာတွေကအသုံးဝင်တာတော့မှန်တယ်ဒါဆိုအမကဘာလို့မသုံးတာလဲ
သူအဲ့ဒီနီးတွေတုံးရတာကနန်းတော်ထဲမှာကိုယ့်သဘောနဲ့ကိုယ်မနေနိုင်လို့ဒါပေမဲ့ညီမကနန်းတော်မှာမနေတာကိုယ့်အိမ်မှာနေတာအိမ်ထဲမှာတော့အဲ့ဒီနီးတွေမလို့ဘူးသူမယုံဘူးဒုတိယအမတင်ပေးတာကအောင်မြင်ဖို့အတူလန်းလိုပဲထင်နေတယ်ငါကတားနေတာကိုလည်းငါယူမှုနားမလဲဘူးလို့ထင်နေတယ်ဒါပေမဲ့ငါကအားလုံးနားလဲတယ်မတုံးဖို့ပဲရွေးထားတာသူကနောက်ဆုံးတော့ဒီအိမ်မှာသူ့နေရာကိုရှာတွေ့ပြီလို့ထင်နေတယ်ဒါပေမဲ့သူတင်ထားတဲ့နီးလန်းတွေကဒီအိမ်မှာတုံးလို့မရဘူးတစ်ခါတုံးလိုက်တာနဲ့လူကိုထိခိုက်စေလိမ့်မယ်ပထမဆုံးထိခိုက်ခံရမယ့်သူကငါဖြစ်နိုင်တယ်ဒီပိုးထယ်တွေကိုကျမမတုံးတော့ဘူးအတော်တို့မငင်းဘူးဆိုရင်အဝတ်စားချုပ်လိုက်ကြပါအဲ့ဒါဘလို့လုပ်ဖြစ်မှာလဲအမြဲဂယုစိုက်ပေးကြလို့ကျမမှာကျေးဇူးပြန်ဆက်စရာလည်းမရှိဘူးစုတခင်မလေးကတကယ်စိတ်ကောင်းရှိတာပဲဟုတ်တယ်အကြီးတခင်မလေးထက်အများကြီးရရောတယ်ကျမတော့စုတခင်မလေးကမှရှမ်းအိမ်တော်ရဲ့တခင်မလေးအစ်စ်နဲ့တူတယ်အကြီးတခင်မလေးပုံစံနဲ့ဆိုဒီအိမ်ကိုဘလို့အုပ်ချုပ်နိုင်မှာလဲတခင်မလေးသူတို့ပြောတာကြားလားဘသူကထက်စိတ်ဆိုးအောင်လုပ်ပြန်လို့လဲအိမ်ကအစေခံတွေအားလုံးစုတခင်မလေးကိုချီးကျူးနေကြတယ်စိတ်ကောင်းရှိတယ်ရက်ရောတယ်တခင်မလေးထက်ပိုကောင်းတယ်လို့ပြောကြတယ်